1380ခုနှစ်တကူလဆန်း4ရက်2010ခုနှစ်မတ်လ18ရက်ဇာတာပရိနေ့ရန်ကုန်မြို့ဦးအောင်သိန်းဒေါ်ခင်တန်းတို့သမီးမဆန်ဒီမငယ်တာကိုရံပြေကိုဟိမင်းအောင်မိသားစုနဲ့ဒေါ်ရင်ကျူနဲ့မောင်နှမများရန်ကုန်မြို့ဦးစန္ဒာဒေါ်မေဥခင်သမီးစန္ဒာယတနာသားစန္ဒာဒုက္ခမိသားစုတို့ကရန်ကုန်မြို့ပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ဤသက်တော်80ပြည့်နှစ်မွေးနေ့အမတ်တရကုသိုလ်အဖြစ်ဖြင့်မရန်ကုန်မြို့နယ်ပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ထေရဝါဒပတာရဏီတိန်တော်ကြီးအတွင်ဝယ်ဆင်ရင်ကျင်းပပြုလုပ်အပ်သည့်မွေးနေ့အမတ်တရသိက္ခာပရပူဇာအလှူတော်မင်္ဂလာအခမ်းအနားဒီအလှူတော်မင်္ဂလာအခမ်းအနားကိုရှေးဥစွာကုသိုလ်ရှင်များနဲ့တက်ရောက်ကြတဲ့သူတော်စင်များကတရဏဂုံ3ပါးနဲ့တကွ5ပါးသီလကိုခံယူဆောက်တည်ခြင်းဖြင့်စတင်ကြပြီးတဲ့နောက်မှာကြွရောက်ချီးမြှောက်တော်မူကြတဲ့သံဃာတော်အပန်း25ပါးတို့ကမေတ္တာဘာဝနာပွားသောအပြင်မေတ္တာတုတ်ပရိတရားတော်များကိုရှေးဥစွာရွတ်ပွားချီးမြှင့်ကြမှာဖြစ်ပါတယ်ထို့နောက်မှာအနုမောဒနာတရားဟောကြားလို့လတ္တဗဝတ္ထုအစုစုတို့လူရန်ဆက်ကခါရေစက်သောချအမြတ်တမ်းပေးဝေ၍ဒီကနေ့လူတော်မင်္ဂလာအခမ်းအနားပြီးဆုံးမှာဖြစ်ပါတယ်ထို့နောက်မှာကျွေးမွေးအခမ်းခြင်းအစီအစဉ်များကိုဆက်လက်ဆောင်ရွက်ကြမှာဖြစ်ပါတယ်ယခုအခါမှာကြွရောက်ချီးမြှောက်တော်မူကြတဲ့သံဃာတော်ရှင်များကမေတ္တာဘာဝနာပွားသောအပြင်မေတ္တာတုတ်ပရိတရားတော်များကိုရွတ်ပွားချီးမြှင့်ကြပါစို့ယတာနုဘာဝတောယက္ခာနေဝဒသိန္တိဘိတနံယမိစေဝနုယောဇန္တောရတ္တေတိဝမတ္တန္တိတောဒုက္ခံသုဒ္ဓိသုဒ္ဓောသာပပံကိဉ္စိနပတ္တိဧဝမာတိကုဏုပေတံပရိဒံဓမ္မနာမဟေကရဏီယမထကုသလေနယတတန္တံပဒအဘိသမိသာဘေကောဥစုသာတုစုသာတဝေဇောသတ္တမုဒုအနတ္တိမာနိတန္တုတကောသသူဝရောသအပဂိဇောသတလဟုကဩတိအတိတရိယောသနိဘေကောသအပဂမောကုလေသောအနာနုကိတောနာသဂုဋ္ဌမသရေကိဉ္စီယေနဝေညုပရိဥပဝတေယောဒုက္ခိနောဝခေမိနောဟောတုသဗ္ဗတတ္တဘဝတုဒုက္ခိတတ္တယေကိစီပါဏဗုဒ္ဓတိတတဝါထာဝရဝနဝတိတာဒီကဝါယေဝမဟာန္တာမစ္စိမာရတကဒုက္ခဒုလာဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝတုရေဝတန္တိအဝိတုရေဘုဒ္ဓဝါသမ္မဝေတိဝသဗ္ဗတတ္တဘဝတုဒုက္ခိတတ္တနာပရောပရဏိကုပ္ပေထနာတိမိညေထကတ္တစိနာကံစိဗျာရောတနာပတိကတင်ညာနိညမေညတဒုက္ခမေစေယမဟာတယေထာနိယဗုဒ္ဓမာယုတဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုဒေတုမနတံဘာဝယေအပရိမာဏံမေတ္တေသာသဗ္ဗလောကတမိမာနတံဘာဝယေအပရိမာဏံဩဒ္ဓတောသတိရိယသအတ္တံဘာဒံအဝေရမတပတ္တံဒိဋ္ဌံစရဏိသိနောဝတယနောယဝတသဝိဒမေတောဧတံတတေဒိဋ္ဌေယဗြဟ္မမေတံဝိဟာရမိဒမောဒိဋ္ဌိသာနုပက္ခမသီလဝါဒသနေနတမ္ပနောကာမေတုဝိနယဂေတံနိုင်ဇာတုကဗတေယပုဏ္ဏရေတိဣတိပိသောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတမ္ပနောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါ
Tva kha do bhagavata dhammo Tane ko akali ko Hei bhati ko opati ko Visadam virita vo vinyuhi Topati bando bhagavato tavaka tango Usopati bando bhagavato tavaka tango Nyayavati bando bhagavato tavaka tango Dami sevati bando bhagavato tavaka tango Yadiran sadari purita yugani atta purita bogala Eda bhagavato tavaka tango Ahuleyo bahuleyo Rakhineyo isari karaliyo Anuttaram punya khitan lokata Evam buddhan tarangana dhammantang isa bhikkhavo Payawa samvitatawa lomahanto nahitati Yandoni medan wa mingalisa Yosamana bodhagunata tato Babego dodubina akandam Buddha nubhavena vinata medu Yandoni medan wa mingalisa Yosamana bodhagunata tato Babego dodubina akandam Dhamma nubhavena vinata medu Yandoni medan wa mingalisa Yosamana bodhagunata tato Babego dodubina akandam Tanga nubhavena vinata medu Bhavadu tava mingala rakhandu tava devata Tava buddha nubhavena dradukhi bhavantu te Bhavadu tava mingala rakhandu tava devata Tava dhamma nubhavena dradukhi bhavantu te Bhavadu tava mingala rakhandu tava devata Tava tanga nubhavena dradukhi bhavantu te Mayangkaungမြို့နယ်ပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ထေရဝါဒပတာရဏီတိန်တော်အတွင်းဆင်ကျင်းပပြုလုပ်အပ်သည့်ရန်ကုန်မြို့ပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ဤသက်တော်80ပြည့်မွေးနေ့အမှတ်တရသိက္ခာပဒပူဇာအလှတော်မင်္ဂလာအနုမောဒနာတရားဒီနေ့အနုမောဒနာတရားရဲ့အမည်ကိုယဉ်ဤမြုပ်နှံခြင်းလို့မှတ်ထားကြဖို့ပါကုသိုလ်ကောင်းမှုပြုတယ်ဆိုတာယဉ်ဤမြုပ်နှံခြင်းတစ်မျိုးဖြစ်ပါတယ်ဒီကနေ့ခေတ်မှာစီးပွားဥစ္စာတိုးတက်ဖို့ဆိုပြီးတော့ကဘာအနှံ့ဆောင်ရွက်နေကြတဲ့ကိစ္စတွေဟာယဉ်ဤမြုပ်နှံမှုပဲဖြစ်ပါတယ်ရှေးခေတ်ကာလတုန်းကမြုပ်နှံသိမ်းထားမှုဆိုတဲ့အလုပ်ကိုလုပ်ကြအဲ့ဒီမြုပ်နှံသိမ်းထားမှုဆိုတာယရဏပစ္စည်းတွေထည့်ပြီးတော့အိုးကြီးတွေထဲမှာယရဏပစ္စည်းတွေထည့်ပြီးတဲ့အခါရေထွက်လူနီးပါးနဲ့တဲ့တွင်းကြီးတွေတူးကထိုတွင်းကြီးတွေထဲမှာမြုပ်နှံသိမ်းဆည်းပြီးတော့ထားကြတယ်အဲ့ဒီအကြောင်းကိုဘုရားမြတ်စွာကနိဋ္ဌိကန္တသုတ်မှာဟောကြားထားတာရှိပါနိဒိနိဒေတိပုရိသောခံမီရေဩဒကံတိကေအဋ္ဌိကိစေသမုပ္ပန္နေအဋ္ဌာယမေဘဝိတ္တိလောကမှာစီးပွားဥစ္စာရှိတဲ့ပုဂ္ဂိုလ်တွေကဆောင်ရွက်ဖွယ်ကိစ္စဖြစ်ပေါ်လာလို့ရှိရင်အသုံးပြုဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ရွှေငွေရတနာပစ္စည်းတွေကိုအိုးကြီးတွေထဲမှာထည့်သွင်းပြီးရေထွက်လူနီးပါးနဲ့တဲ့တွင်းကြီးတွေ
တူကအဲ့ဒီထဲမှာမြုပ်နှံထားကြတယ်တဲ့ရှေးခေတ်စနစ်ရဒါလုံခြုံမှုရှိတဲ့နေရာလို့ဒီလိုသတ်မှတ်ရမှာပေါ့လုံခြုံတယ်လို့ရှေးခေတ်ကတော့ယူဆတယ်အလုံခြုံဆုံးနေရာယနေ့ခေတ်မှာတော့မြေကြီးထဲမှာမြုပ်တယ်ဆိုတာအလွန်ရှားသွားပြီပေါ့မြန်မာနိုင်ငံမှာတချို့တောရွာမှာနေကြတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေဟာတိတ်တဆိတ်မိမိတို့အိမ်အောက်မှာတူးပြီးတော့ယရဏပစ္စည်းတွေကိုမြုပ်နှံထားတယ်ဆိုတဲ့အစဉ်လာဟာတော်တော်လေးကြာအောင်ရှိခဲ့ဘူးတယ်ဒီကနေ့ခေတ်တော့အဲ့ဒါလိုမြုပ်နှံတဲ့ပုဂ္ဂိုလ်နည်းသွားပါလိမ့်ဗန်စနစ်ပေါ်လာတဲ့အခါကျတော့ဗန်ထဲမှာအနံ့ထားကြတယ်ပေါ့ကုမ္ပဏီထူထောင်တဲ့ပုဂ္ဂိုလ်တွေကုမ္ပဏီထဲမှာအရင်အနည်းရှယ်ယာတွေထည့်ပြီးတော့မိမိတို့ပစ္စည်းဥစ္စာတွေတိုးပွားအောင်ဆောင်ရွက်ကြတယ်ဒီကနေ့စနစ်မှာတော့ယင်းနှမြုပ်နှံမှုလို့ investment ဆိုပြီးတော့ဒီစနစ်တစ်မျိုးပေါ်လာတယ်ပေါ့ရှင်းတော့ကတော့အသုံးဝင်တဲ့အခါအသုံးလိုလာတဲ့အခါမှာအသုံးကြဖို့ဆိုပြီးတော့ပစ္စည်းဥစ္စာတွေကိုမြုပ်ကြတာအဲ့ဒီမှာအသုံးကိစ္စဆိုတာဘယ်လိုဟာတွေလဲလို့ဆိုတာမြတ်စွာဘုရားဆက်ရှင်းပြတာရာဇတောဝါဒုရုတ္တတသောရတောပိလိတတဝါဣနတဝါပမောက္ခာယဒုဗ္ဗိခေအာဗရာတုဝါဧတဒဋ္ဌာယလောကတမိန်နိဋ္ဌိနာမနိဋ္ဌိယတိရှေးစနစ်နဲ့ရှေးခေတ်ကာကလာတော့အကြောင်းကိစ္စပေါ်လာရင်အသုံးပြုဖို့လို့ဒီလိုမြုပ်နှံထားတာရည်ရွယ်ချက်အချုပ်ကပါလဲလို့ဆိုရင်မင်းဆိုးရာဇာတွေနဲ့ပတ်သက်လာလို့ရာဇိုးပြင့်တတ်တွေပါတွေတင့်တဲ့အခါမှာလည်းပဲမိမိတို့ရဲ့ငွေကြေးတနာကိုအသုံးပြုပြီးတော့လွတ်မြောက်အောင်ကြိုးစားဖို့ဆိုရယ်ရည်ရွယ်ချက်ကတစ်ခုသောရတောပိလိတတဝါတခိုးရမြတွေကအနိုင်ထက်နှိမ့်ဆက်လူယူသွားလို့မိမိရှိတဲ့ပစ္စည်းတွေကုန်သွားလို့ရှိရင်လည်းမြုပ်နှံထားတဲ့ပစ္စည်းနဲ့ပြန်ပြီးတော့အသုံးပြုဖို့ဆိုတဲ့ရည်ရွယ်ချက်နောက်တစ်ခုကမနှိမ့်ပတ်ပဲလုပ်ငန်းတစ်ခုဟာမအောင်မြင်လို့ကျွေးတွေတင်းလာမယ်ဆိုလို့ရှိရင်လေအဲ့ဒီကျွေးတွေပေးနိုင်အောင်လို့ဆိုပြီးတော့ရင်းနှီးမြုပ်နှံထားကြတယ်နောက်တစ်ခုကတခါတရံလူလောကဆိုတာမိုးခေါင်ရေရှားဖြစ်ပြီးတော့အစာရေစာခေါင်းပါတဲ့လုပ်ငန်းကိုင်တာမကောင်းတဲ့စီးပွားရေးပြက်ကတ်ကြီးဆိုတာတခါစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတတ်တယ်ဒုဗ္ဗိခလို့ဆိုရဲမိုးခေါင်ရေရှားအစာဆွမ်းရှားလာတဲ့အခါမျိုးအာဗရာတုအခြားဘေးရန်တွေကျုံလာတဲ့အခါမျိုးအဲ့ဓာတွေအတွက်ဒီပစ္စည်းတွေကိုအသုံးပြုပြီးတော့မိမိရဲ့ချမ်းသာမှုကိုဆောင်ရွက်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ပစ္စည်းဥစ္စာကိုတိမ့်ထားမြုပ်နှံထားလေးရှိကြတယ်ဒါလည်းအလွန်ကောင်းတဲ့စနစ်တစ်ခုပဲရှိသမျှပစ္စည်းကိုသုံးပြုထားတဲ့ပုဂ္ဂိုလ်ဟာဒုက္ခရောက်လို့ရှိရင်အမတန်မှခရင်တတ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဟောထားတာမိမိရှိတဲ့ပစ္စည်းကိုလေးပုံပုံသင့်တယ်ပုံပြီးတော့တပုံက emergency အတွက်သိမ်းထားတဲ့နယ်ကြံတဲ့တပုံကိုစားပြီးတော့ကြံတဲ့နှစ်ပုံကိုတော့အတိုးအပွားရအောင်အယောင်းဝယ်ကိစ္စတွေမှာဆောင်ရွက်တဲ့နယ်လို့ဒါကလောကမှာလူတွေနေထိုင်တဲ့အခါမှာဒုက္ခမရောက်အောင်ဆိုတဲ့စီးပွားရေးစီမံချက်တစ်မျိုးပဲပေါ့အဲ့ဒီစနစ်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီကနေ့ခေတ်စီးပွားရေးကတ်ဆိုင်တာမျိုးတွေကျုံလာတာမျိုးကြလို့ရှိရင်အထောက်အကူတွေအများကြီးဖြစ်နိုင်တယ်ပေါ့ကိုယ်မှာ emergency တွေရှိနေသည့်အတွက်ကြောင့်စင်စင်ရဲမဖြစ်နိုင်ဘူးအဲ့ဒါလိုရည်ရွယ်ချက်နဲ့ရှေးတုန်းကတော့ယရနာတွေကိုမြုပ်နှံသိမ်းဆည်းထားလေရှိတယ်တဲ့အဲ့ဒါလိုမြုပ်နှံထားမှုတွေဟာ
တကယ်ကိုကိုယ့်ရဲ့ရွယ်ချက်အတိုင်းအောင်မြင်ပါရဲ့လားလို့တာဝတ္တုနိဟိတောတန်တောခံပြီးတွေဩတကံတိကေရေထွက်လူနီးပါးနဲ့တဲ့တွင်းကြီးတွေထဲမှာဒီလိုမြုပ်ထားပေမဲ့လို့တဲ့နတ္တဘောတပ္ပရာဧဝမြုပ်နှံမှုအားလုံးဟာအမြဲတမ်းထို့မြုပ်နှံမှုအားလုံးဟာရွယ်ချက်အတိုင်းမဖြစ်ကြဘူးတဲ့ရွယ်ထားတဲ့အတိုင်းဖြစ်မလာဘူးတဲ့ဘာကြောင့်မဖြစ်လာတာတုံးလို့ဆိုတဲ့အခါနိဒိဝါဌာနာသဝတိမြုပ်နှံထားတဲ့ပစ္စည်းဥစ္စာယရနာရွှေအိုးကြီးကလည်းပဲနေရာပြောင်းသွားတတ်တယ်တဲ့ရွေ့သွားတတ်တယ်လို့ပြောတာမြေထဲမြုပ်ထားတဲ့ဟာတစ်ခါတစ်ခါရွေ့သွားတယ်မြေရဲ့ရွေ့ရှားနေမှုကိုလူတွေကတတိမထားမိဘူးအဲ့တော့မြုပ်တုံးကဒီနေရာနောက်ထပ်တူးဖော်တဲ့အခါမှာတနေရာလောက်ဥမာပဲ9ပေ10ပေกว่าတဲ့နေရာမှာသွားပြီးရွေ့နေတာမျိုးဒီလိုဟာမျိုးတွေရှိတတ်တယ်ပေါ့ရွေ့သွားတတ်တာလေးရှိတယ်မြေကြီးထဲမှာလည်းပဲငရင်ကြောဆိုတာလည်းရှိသေးတာအခုစကိုင်းတောင်မှာတောင်ပြောနေတယ်မင်းဝန်တောင်နဲ့စကိုင်းတောင်ကြားမှာတစ်နှစ်ဆိုလို့ရှိရင်တလက်မနီးပန်းကမြေကြောကရွေ့နေတယ်လို့ဒီလိုပြောတယ်အဲ့ဒါလို့ရွေ့နေတာလေးတွေတော့ရှိတတ်တယ်ပေါ့ယင်းနှမြုပ်နှံထားတဲ့ပစ္စည်းဥစ္စာတွေလည်းဒီလိုရွေ့သွားတတ်တယ်တဲ့နောက်တစ်ခုကတင်ညာဝတ္တဝိမုံရှတိမြုပ်နှံတုံးကအမှတ်သားလှုပ်ထားတာတွေကလည်းတစ်ခါတစ်ခါကျတော့မေးလျော့ပြီးတော့မှားမှားယွင်းယွင်းလည်းဖြစ်သွားတတ်တယ်မသေးကြတော့ဘူးဒီနားလိုလိုဟိုနားလိုလိုအမှတ်တင်ညာတွေကလည်းတွေ့ဝေသွားတတ်တယ်နောက်တစ်ခုကနာဂါဝါအပနာမင်းတိလူတွေမမြင်ရတဲ့မြေကြီးတွင်းတဲ့တွေထဲမှာနေတဲ့နဂါးတွေဆိုတာရှိတယ်အဲ့နဂါးတွေကလည်းယရဏပစ္စည်းတွေကိုရွှေ့ပြီးတော့ယူသွားတတ်တယ်နာဂါဝါအပနာယက္ခဝါပိဟရဏိနာတကိုးကြီးတဲ့နတ်တွေဘလူးတွေကလည်းအဲ့ယရဏပစ္စည်းတွေကိုရွှေ့ပြီးတော့ယူသွားတတ်သေးတယ်အဲ့ဒါကြောင့်မလို့မသေးကြဘူးလို့ပြောတာမြေကြီးထဲမြုပ်တာဒါရင်လားဆိုတော့မဟုတ်သေးဘူးအပိယပိဝဒါယာဒဥဒ္ဒရန္တိအပ္ပတတော်ယင်းဒီမြုပ်နှံမြေတွင်းထဲမှာမြုပ်နှံသိမ်းဆည်းထားတဲ့အချိန်မှာစိတ်ချရတဲ့လူလို့ဆိုတဲ့ကိုယ့်ရဲ့သားတွေသမီးတွေကစိတ်ချရလို့သိနေတဲ့သားတွေသမီးတွေကတခါတရံကြလို့ရှိရင်တိတ်တဆိတ်ဒီပစ္စည်းတွေကိုထုတ်ယူပြီးတော့သုံးပြတတ်သေးတယ်တဲ့လူယုံဆိုပေမဲ့လို့မယုံရတာလည်းရှိသေးတယ်ပေါ့အဲ့ဒါလို့နီးနဲ့ယင်းနှမြုပ်နှံမှုတွေဟာအောင်မြင်မှုမြုပ်နှံထားမှုတွေဟာလွဲချော်သွားတတ်သေးတယ်နောက်ဆုံးလွဲချော်เสียအကြောင်းတစ်ခုကတော့ယထာပုံညက်ခယောဟောတိတပ္ပမေတံဝိနတတိတဲ့ကုသကံကုံသွားပြီဆိုရင်တော့အကုန်လုံးဟာပျောက်သွားတာပဲတဲ့မရဘူးရည်ရည်ထားတဲ့ပစ္စည်းတွေဤတစ်မျိုးမျိုးနဲ့ပျောက်သွားရောကုသကံမရှိတော့ဘူးဆိုလို့ရှိရင်အကုန်လုံးပျောက်ပြက်သွားနိုင်တယ်ဒါကြောင့်မို့အဲ့ဒီလိုထားတာတွေဟာစိတ်ချမှုမရှိဘူးတဲ့ဒီကနေ့ခေတ်စနစ်အရ investment ဆိုတဲ့ယင်းနှမြုပ်နှံမှုတွေလည်းစိတ်ပချရတာတွေအားလုံးသိနေကြတာပဲဘဏ်ထားလို့ရှိရင်လည်းဘဏ်ကရဖြစ်သွားတာတို့ရှယ်ယာဝယ်ထားလို့ရှိရင်လည်းကုမ္ပဏီပြတ်သွားတာတို့ဒီလိုယင်းနှမြုပ်နှံမှုတွေဟာဘယ်နေရာမှစိတ်ချရတာမရှိဘူးလို့မြတ်စွာဘုရားရှေးခေတ်စနစ်ကိုထောက်ပြပြီးတော့နိရိကန္တတုံမှာဒီလိုဟောထားတာရှိအဲ့တော့တေချာတဲ့ယင်းနှမြုပ်နှံမှုကဘာလဲလို့ဆိုယတဌာနေနတိလေနတယမေနဓမေနသနိတိတုနိဟတောဟောတိအဋ္ဌိယပုရိတတဝါလိမ္မာပဏ္ဏတဲ့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်တကယ့်ကိုယင်းနှမြုပ်နှံမှုလှုပ်ချင်ပြီဆိုလို့ရှိရင်တဲ့ထိုပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒါနကောင်းမှုလုပ်မယ်ဒါယင်းနှမြုပ်နှံမှုတစ်ခုပဲဒါနကောင်းမှုလုပ်တာခုနကပြောတဲ့အခက်ခဲတွေခုနကပြောတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့တခုမှမကြုံရဘူးကိုဒါနလုပ်ထားတာသိလို့ဒါနကိုခိုးယူလို့မရဘူးလုပ်ထားတဲ့ဒါနနေရာရွေ့တော့လုပ်လို့မရဘူးနဂါးတွေဘလူးတွေကရွှေ့ယူသွားလို့မရဘူးကုသိုလ်ကံကုန်ခြင်းဆိုတာလည်းမဖြစ်နိုင်ဘူး
ဒါကြောင့်မို့ယင်းဒီမြုံနှံမှုထဲမှာဒါနကောင်းမှုပြုပြီးတော့ယင်းဒီမြုံနှံမှုဟာအလွန်သေးချာတယ်လို့မြတ်စွာဘုရားဟောတာနောက်တစ်ခုယင်းဒီမြုံနှံတာကပစ္စည်းဥစ္စာကိုယင်းဒီမြုံနှံတာမဟုတ်ဘူးတို့တော့ဒါနကောင်းမှုများများကြီးမပြုနိုင်ဘူးအဲ့တော့တခြားနည်းနဲ့မြုံနှံရမယ်ဘယ်လိုမြုံနှံမလို့ဆိုရင်ကိုချင်းတရားနဲ့လည်းယင်းဒီမြုံနှံလို့ရတယ်တဲ့၅ပါးသီလအ ਨੇ ဆုံးမကြိုးမပေါက်မပြောက်မကြရအောင်ထိမ့်သိမ်းဆောက်ရှောက်ခြင်းဆိုတဲ့ကိုချင်းတရားတရင်ကာလမှာတရင်နေ့များမှာ၈ပါးသီလ၉ပါးသီလခံယူဆောက်တည်ခြင်းဆိုတဲ့သီလအကျင့်တရားအဲ့ဒီကိုချင်းတရားထိမ့်သိမ်းဆောက်ရှောက်မှုကလည်းပဲယင်းဒီမြုံနှံမှုတစ်ခုပဲစိတ်ချရတဲ့ယင်းဒီမြုံနှံမှုတစ်ခုနောက်တစ်ခုကတော့ကိုယ့်ရဲ့စိတ်ကလေးကိုတမာတိစွမ်းအားနဲ့ထိမ့်ပေးတာတန်ရမစိတ်ကလေးလွင့်ဘာမှုမရှိအောင်အာယုံကောင်းတဲ့အာယုံတစ်ခုပေါ်မှာစိတ်ကလေးငြိမ်အောင်တမာတိတရားကြိုးစားအထုတ်တယ်ဆိုလိုတာကသမထချင်းစဉ်တစ်ခုကိုကျင့်ပြီးတော့လည်းပဲယင်းဒီမြုံနှံမှုလုပ်လို့ရတယ်တဲ့ဒါလည်းယင်းဒီမြုံနှံမှုတစ်ခုပဲနောက်တစ်ခုကဓမ္မပညာအစဉ်စဉ်မိမိတို့လောကီပညာပဲဖြစ်ဖြစ်လောကုတ္တရာပညာပဲဖြစ်ဖြစ်နောက်ဆုံးအစဉ်မြင့်တဲ့ဝိပဿနာပညာစတဲ့ပညာရပ်တွေကိုမိမိတို့တဏ္ဍာမှာရအောင်ကြိုးစားအထောက်ခြင်းဖြင့်လဲယင်းဒီမြုံနှံမှုဆိုတာဖြစ်တယ်ဒါကတေချာတဲ့ပစ္စည်းဥစ္စာမြုံနှံမှုတစ်ခုပဲခုနကလိုပျက်စီးတာတွေမရှိနိုင်ဘူးတဲ့ကဲကောင်းပြီဒါနဆိုတဲ့မြုံနှံမှုတစ်ခုလုပ်ချင်လို့ရှိရင်ဘယ်နေရာမှာမြုပ်မလဲခုနတော့ကယရနာရွှေအိုးကြီးတွေကိုမြုပ်တဲ့အခါပစ္စည်းဥစ္စာတွေကိုမြုပ်ပြီးတော့တိမ့်တဲ့အခါမှာရေထွက်လောက်နီးအောင်ရေထွက်လှနီးပါဖြစ်တဲ့တွင်းနဲ့ကြီးတွေတူးပြီးတော့အဲ့ဒီတွင်းထဲမှာအတော်နဲ့ဖော်ထုတ်လို့မရအောင်ထည့်ပြီးတော့ထားတဲ့နီးနဲ့မြုပ်နှံတယ်အခုဒါနဆိုတဲ့ကုသိုလ်ကောင်းမှုကိုတော့ဘယ်မှာမြုပ်မလဲဆိုတဲ့မြုပ်နှံတဲ့နေရာကိုမြတ်စွာဘုရားဟောမလို့စေတိယမိစ္ဆတံခေဝပုဂ္ဂလိအတိဋ္ဌိတုဝါမာတရိပိတရိစာပိအထောစစ်တံမိအထောစစ်တံမိဘာတရိဒါနဆိုတဲ့ယင်းဒီမြုံနှံမှုကိုလုပ်မယ်ဆိုလို့ရှိရင်ဘုရားမြတ်စွာရဲ့ဓာတ်တော်မွေတော်တွေကိုထိသိမ်းပြီးတော့ပူဇော်ထားတဲ့စေတီပထိုးတွေမှာမြုံနှံလို့ရတယ်နောက်တစ်ခုကတန်ဃာတွေပါမြုံနှံလို့ရတယ်တန်ဃာတွေကိုလှူဒန်းခြင်းဖြင့်တန်ဃာကုံအာယုံပြု၍တန်ဃာတွေမှာတန်ဃာတွေကိုလှူဒန်းခြင်းဖြင့်ဒါနကုသိုလ်ယင်းဒီမြုံနှံလို့ရတယ်နောက်တစ်ခုကပုဂ္ဂိုလ်တဦးတယောက်ပဲဖြစ်စေထိုတန်ဃာတွေကရွေးထားတဲ့ပုဂ္ဂိုလ်တဦးတယောက်ပဲဖြစ်စေလှူဒန်းပြီးတော့ယင်းဒီမြုံနှံလို့ရတယ်နောက်ယင်းဒီမြုံနှံမှုကအတိဋ္ဌိကိုယ်အိမ်ရောက်လာတဲ့ဧည့်သည်သို့မဟုတ်ဖိတ်ချားလို့ရောက်လာတဲ့ဧည့်သည်တွေထိုဧည့်သည်တွေကိုကျွေးမွေးဣခန္ဓာလည်းယင်းဒီမြုံနှံမှုတစ်ခုပဲတဲ့နောက်တစ်ခုကမာတရိပိတရိစာပိမိဘနှစ်ပါးထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်တွေဟာမိဘကိုပြုစုလုပ်ကျွေးတာဟာလေဒါယင်းဒီမြုံနှံနေတာတစ်ခုပဲတဲ့အထောစစ်ထံမိဘာတရိမိသားစုထဲမှာယမယခါအကိုကြီးအဖအရာအမကြီးတော့အမိအရာဆိုတာလို့မိမိရဲ့မိသားစုထဲမှာမိဘနှစ်ပါးမရှိတော့ဘူးဆိုလို့ရှိရင်အကိုကြီးအမကြီးတွေမှာလည်းယင်းဒီမြုံနှံပေးလို့ရတယ်လို့ဒီလိုဆိုလို့တယ်အဲ့ဒီမှာဒါနကောင်းမှုပြုပြီးတော့ယင်းဒီမြုံနှံလိုက်တာဟာအမတန်မှသေချာတဲ့ယင်းဒီမြုံနှံမှုကြီးတစ်ခုဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်မာတရိပိတရိစာပိအထောစစ်တံမိဘာတရိအဲ့ဒါလို့ယင်းဒီမြုံနှံမှုဟာအလွန်သေးချာတဲ့ယင်းဒီမြုံနှံမှုဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောတယ်ဧသောနိတိသူနိဟိတောအစေယောအနုခာမိကောပဟာယကမဏိယေတုဧတံအာရယကိစ္စတိဒီယင်းဒီမြုံနှံလိုက်မှုဟာဒါနသီလတာယမဓမ္မလို့ဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့စေတီစတဲ့ဌာနတွေမှာယင်းဒီမြုံနှံထားပြီးဆိုလို့ရှိရင်အဲ့ဒီမြုံနှံထားတဲ့ကုသိုလ်ကောင်းမှုဒီဟုသော
ယင်းဒီမြုပ်နှံထားတဲ့ဥစ္စာဟာအစေရောဘသူကမှအနိုင်ကျင့်ပြီးတော့မယူနိုင်ဘူးတဲ့အနုခာမိကောအနိုင်ကျင့်ပြီးမယူနိုင်ုံမျှမကထိုပစ္စည်းဥစ္စာဟာမိမိဘဝတန်တရားသွားလေရာနောက်ကပါလာမဲ့ပစ္စည်းဥစ္စာမျိုးဖြစ်တယ်တဲ့အနုခာမိကလို့ခေါ်တယ်ခုနရွှေတွေငွေတွေယရနာတွေဆိုတာကကိုယ်နောက်မပါဘူးလေဒီဘဝတည်းမဲ့ကိုယ်နောက်မှာပါလာတာမဟုတ်ဘူးသူတို့ဝတ်တော်တာလေးတော့ပါတာပေါ့ဒါပေမဲ့လူယူတဲ့လူနဲ့တွေ့ရင်ပါသွားပြန်ရောသူကဒီအနုခာမိကလို့ဆိုတဲ့ကုသိုလ်ကြတော့အဲ့ဒါလို့မဟုတ်ဒီဘဝမှာလည်းပဲကိုယ်နဲ့ထက်ချက်မကွာရှိတယ်တမလွန်ဘဝရောက်သွားတဲ့အခါမှာလည်းတန်တရားခီးမှာကိုယ်နဲ့ထက်ချက်မကွာရှိနေမယ်ဒီကုသိုလ်ဟာဒါကြောင့်မြတ်စွာဘုရားကအနုခာမိကလို့ခေါ်တယ်အနုခာမိကဆိုတာမျက်ခြေမပြတ်အစဉ်လိုက်ပါနေတဲ့ပစ္စည်းဥစ္စာအလို့ဘလောက်သေးကြတုံးလို့ဆိုရင်မြတ်စွာဘုရားကဘလောက်အာကိုတိုက်တုံးဆိုပဟာယကမဏီယေတုဣတံအာဒါယခိစ္စတိအခုလိုဒါနသီလကုသိုလ်ကောင်းမှုလုပ်ပြီးတော့ယင်းနှမြုံနှံလိုက်တဲ့ကုသိုလ်ဟာထားသွားရမယ့်ပစ္စည်းတွေထဲမှာယူသွားလို့ရတဲ့ပစ္စည်းမျိုးပါတဲ့ကျန်တာတွေကတော့ထားသွားရတယ်ဆိုတာအားလုံးအသိပဲဘယ်သူမှယူမသွားနိုင်ဘူးအဲ့တော့ထားသွားမယ့်ပစ္စည်းတွေထဲမှာယူသွားလို့ရတဲ့ပစ္စည်းတဲ့ဒါရမကသေးဘူးအတ္တဒါရဏမင်းကြီးတံအာသောရဟရဏောနိရိအဲ့ဒီပစ္စည်းဥစ္စာဟာတခြားပုဂ္ဂိုလ်တွေနဲ့အမွေဆိုင်မဟုတ်ဘူးတဲ့တခြားပစ္စည်းကြတော့အမွေဆိုင်တယ်လေမိဘအမွေဆိုပြီးတော့အမွေလူကြတာတွေတို့အမွေပြဿနာတို့အများကြီးရှိတယ်ဟောကုသိုလ်ကောင်းမှုကြတော့ကိုလှုပ်တဲ့လူပဲပိုင်တယ်ကျန်တဲ့လူကအမွေခံလို့မရဘူးဒါကြောင့်မို့အတ္တဒါရဏမင်းကြီးတန်းဘယ်သူနဲ့မှမဆက်ဆံဘူးဘယ်သူနဲ့မှမပတ်သက်ဘူးလှုပ်သူတယောက်တည်းနဲ့သာဆိုင်တယ်ကမ္မဒါယာဒအမွေခံရမှာကိုတယောက်တည်းပဲကိုလှုပ်ရင်ကိုတယောက်တည်းပဲကိုအမွေခံရမယ်ဆိုကုသိုလ်ကောင်းမှုဆိုတာကိုပိုင်တဲ့တကယ်အမွေပဲကျန်တဲ့အမွေကကိုတယောက်တည်းမပိုင်ဘူးတဲ့အာသောရဟရဏောနိတိခုနတုန်းကညှုံနှံထားတဲ့ရွှေအိုးတွေယရနာအိုးတွေဆိုတာတိတ်တဆိတ်သိပြီးတော့တခိုးများကဖော်ထုတ်ပြီးတော့ယူသွားလို့ရတယ်ဒါကြတော့အာသောရဟရဏောအဲ့ဒါလို့ဖော်ထုတ်လို့မရတဲ့ဥစ္စာမျိုးဖြစ်တယ်ဒါကြောင့်မို့လို့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များဟာမိမိနဲ့ထက်ကြမကွာလိုက်ပါပြီးတော့လုံခြုံစိတ်ချဆုံးဖြစ်တဲ့ကုသိုလ်ကောင်းမှုဒီဟုသောယဉ်ဤမြုပ်နှံမှုကိုပြုလုပ်ကြတယ်ဂယိရာထဒီရောပုံညာနိယောနိတိအနုကာမိကောအဲ့ဒီစိတ်ချသေးချတယ်ကုသိုလ်ကောင်းမှုကိုဒါလင်ပညာရှိများဟာပြုလုပ်လို့ရှိတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကကိုယ်နောက်ကအမြဲတမ်းလိုက်ပါနေတဲ့ကုသိုလ်လို့ဆိုတော့နောက်ကလိုက်ပါနေပြီမဲ့လို့အသုံးဝင်မှကောင်းတယ်လေအသုံးမဝင်ရင်မကောင်းဘူးဒါကြောင့်မို့အဲ့ဒီယဉ်ဤမြုပ်နှံမှုကရလာတဲ့ကုသိုလ်ကောင်းမှုဟာကိုယ်နောက်ကလိုက်ပါနေုံနဲ့မကဘူးဧတဒေဝမနုဿာနံသဗ္ဗကာမတထောနိတိယံယဒေဝပိပတ္ထင်တိသဗ္ဗမေတေနလပ္ပတိဒီကုသိုလ်ကောင်းမှုဆိုတဲ့ယဉ်ဤမြုပ်နှံမှုကြီးဟာတဲ့လူဘဝပဲရောက်ရောက်နတ်ဘဝပဲရောက်ရောက်သဗ္ဗကာမတရောမိမိနဲ့အတူပါလာပြီးလိုချင်တာအလုံးကိုပေးနိုင်တယ်တဲ့ဟောဒီကောင်းမှုကလိုချင်တာတွေအလုံးပေးနိုင်တယ်လို့ဒီလိုပြောတာเนาะကိုယ်နဲ့အတူပါလာတဲ့စိန်ရွှေရတနာငွေကြေးတနာကလိုချင်တာအကုန်လုံးမပေးနိုင်ဘူးပေးနိုင်တာကလူလောကမှာပတ်စံပေးပြီးတော့ဝယ်လို့ရတာအကုန်လုံးမဟုတ်ဘူးတချို့တလေသာရတယ်ပေါ့ဥပမာပဲစိတ်ချမ်းသာမှုဆိုတာပတ်စံပေးပြီးဝယ်လို့လည်းမရဘူးကျမ်းမာမှုဆိုတာလည်းပတ်စံပေးပြီးတော့ဝယ်လို့မရဘူးပတ်စံပေးပြီးတော့ဝယ်မရတဲ့ဟာတွေအများကြီးရှိတယ်ဒါကြောင့်မို့သဗ္ဗကာမတရောအလုံးကိုပေးတယ်လို့ပြောလို့မရတကယ်ငွေကြေးတနာဟာအကုန်လုံးကိုပေးနိုင်တယ်ဆိုတာမဟုတ်ဘူးကုသိုလ်ကောင်းမှုကြတော့အကုန်လုံးကိုပေးတယ်လို့ဒီသဗ္ဗဟာနိရဝတိတသဗ္ဗအကျွမ်းကြံမရှိတယ်နော်without exception ပေါ့ exception မရှိဘူးအပြည့်အဝကို
လိုချင်တာပေးနိုင်တဲ့ဟာမျိုးဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကစကားကုံအောင်ဆက်ပြီးတော့ဟောတာယံယတေဝါဘိပတ်ထင်တိတပ္ပမေတေနလပတိဘာတောင်းတတဲ့အဲ့ဒီကုသိုလ်နဲ့ရနိုင်တယ်လို့ဒီလိုဟောထားတာဘာပဲလိုချင်တာအကုန်ရတယ်လို့ဒီလိုပြောတယ်အဲ့တော့လိုချင်တာအကုန်ဆိုတော့ဘာတွေများပါလဲလို့ဆိုတာကိုနည်းနည်းဖော်ပြထားတာသူဝဏ္ဏတာသူတရတာသူတန်ထတာသူရူပတာအာဓိပစ္စပရိဝါရသဗ္ဗမေတေနလပတိလောကလူတွေလိုချင်တာကိုမြတ်စွာဘုရားကထုတ်ပြတာလူတွေကဘာဖြစ်လဲလှခြင်းနဲ့ဆိုအေးလှခြင်းလို့ရှိရင်လေလှပတဲ့အစဉ်ကိုရအတန်ကောင်းခြင်းနဲ့ဆိုအတန်ကောင်းတာရသူတရသူတန်တာရုပ်ခန့်ညားပြီးတော့ချောမောလှပခြင်းနဲ့ဆိုလို့ရှိရင်လေပုံပန်းတရံလှပအောင်လေကုသိုလ်ကပေးတယ်အသွင်တန်တန်လှပအောင်လေကုသိုလ်ကပေးတယ်အချမ်းရံများပြီးတော့အကြီးအကဲဖြစ်ချင်တယ်ဆိုရင်လေဟောဒီကုသိုလ်ကလုပ်ပေးတယ်ဒါကြောင့်မို့အားလုံးကိုပေးတယ်လို့ပြောတာအာဓိပစ္စပရိဝါရသဗ္ဗမေတေနလပတိဒါရင်မကသေးဘူးတဲ့ထုတ်ပြီးတော့ပြောလိုက်ပဒေသရစ္ဆံဣတရိယံစက္ကဝတ္တိဒုက္ခံပိယဒေဝရစ္ဆံပိဒိဗ္ဗေတုသဗ္ဗမေတေနလပတိတိုင်းပြည်တစ်ပြည်ဒေသတစ်ခုလွှမ်းမိုးအုပ်စိုးရတဲ့ဧကရမင်းရဲ့ပရိသရေမင်းရဲ့စီစိန်ဥစ္စာမျိုးကိုလည်းဟောဒီကုသိုလ်ကရစေတယ်တဲ့စัจ java လာတစ်ခုတစ်ခုကိုလွှမ်းမိုးအုပ်စိုးနိုင်တဲ့စัจ java ရမင်းရဲ့ချမ်းသာဒုက္ခကိုလည်းပဲပေးနိုင်တယ်တဲ့ဒါလူစည်းစိမ်နဲ့ပတ်သက်လာလို့ရှိရင်စัจ java မင်းရဲ့စည်းစိမ်ဟာအကြီးမားဆုံးပဲပေါ့ဒီတဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်နတ်ပြည်မှာနတ်ဘယင်တစ်ပါးရဲ့စည်းစိမ်ကိုလည်းပဲပေးနိုင်တယ်တဲ့ဒီကုသိုလ်ကောင်းမှုကပေးနိုင်တာလေနောက်ဆုံးမြတ်စွာဘုရားကခြုံပြီးတော့ဟောလိုက်တာကမနုဿိကာသတံပတ္တိဒေဝလောကေသယာရတိယာသနိဗ္ဗာနတံပတ္တိသဗ္ဗမေတေနလပတိလူဘဝလူစည်းစိမ်ဥစ္စာတွေမှန်သမျှအကုန်ပေးနိုင်ပါတယ်တဲ့နတ်ပြည်မှာရှိတဲ့မွေးလျော်ပျော်ပိုက်စရာစည်းစိမ်ဥစ္စာတွေလည်းအကုန်ပေးနိုင်မယ်အေးလူစည်းစိမ်နတ်စည်းစိမ်တွေမကဘူးတဲ့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာဆိုတာကိုလည်းပဲဟောဒီကုသိုလ်ကပေးနိုင်ပါတယ်လို့နောက်ဆုံးဟောလိုက်တာအဲ့ဒါကြောင့်မို့လို့မိတ္တတံပရမာဂမယောနိသောဝပယုံစတောဝိဇ္ဇာဝိမု ക്തി ဝတိဘာဝတပ္ပမေတေနလပတိနိဗ္ဗာန်ချမ်းသာရဖို့ဆိုတာတဲ့ဒီစည်းစိမ်ကပေးတယ်ဆိုတာအခွင့်အလမ်းတစ်ခုကိုရှာပေးလိုက်တာနိဗ္ဗာန်ချမ်းသာကိုပေးတယ်ဆိုတဲ့နေရာမှာဒါနသီလဒါတွေကပေးတယ်ဆိုတာအခြေအနေတရားကိုဖန်တီးပေးလိုက်တယ်ဒါနကောင်းမှုသီလကောင်းမှုကိုအကြောင်းပြုပြီးတော့သူတော်ကောင်းနဲ့ပေါင်းစုံမိခြင်းလို့ဆိုတဲ့မိတ်ကောင်းစေကောင်းတွေ့တယ်ဆိုပါစို့ရှင်သာရိပုတ္တရာမထေရမြတ်ဟာဥပဒိတပြပိုက်ဘဝတုန်းကရှင်အတ္တစီတို့လိုမိတ်ကောင်းဆွေကောင်းနဲ့မတွေ့ဘူးဆိုလို့ရှိရင်သောတာပန်ဖြစ်ဖို့မရှိဘူးပေါ့ဩမိတ်ကောင်းဆွေကောင်းနဲ့တွေ့အောင်ရှေးကုသိုလ်ကဖန်တီးပေးလိုက်တော့ရှင်အတ္တစီနဲ့သွားဆုံရတယ်အဲ့ဒါလို့ဆုံလိုက်တဲ့အခါမှာတရားဓမ္မကိုရှင်းပြလိုက်တာ၄ပါရရှိတဲ့ဂါထာလေး2ပါရလေးနာလိုက်တာနဲ့သဘောပေါက်သွားတယ်ဟောအဲ့ဒီအခြေအနေကိုပြောတာမိတ္တတံပရမာဂမယောနိသောဝပယုံစတောဒါနကုသိုလ်သီလကုသိုလ်ကနေပြီးတော့မိကောင်းဆွေကောင်းတွေနဲ့တွေ့အောင်ဖန်တီးပေးတယ်မိမိကိုယ်တိုင်ကလည်းပဲမှန်မှန်ကန်ကန်စဉ်းစားပြီးတော့နှလုံးထားနိုင်တဲ့ယောနိသောမနတိကာရရှိတယ်ကြိုးစားအထောက်မှုရှိတယ်ဆိုတော့ဝိဇ္ဇာဝိမု ക്തി ဝတိဘာဝဝိဇ္ဇာဆိုတဲ့အသိဉာဏ်တွေရလာတယ်မဲ့ဉာဏ်ရလာတယ်ဝိမု ക്തി ဆိုတဲ့ဖိုရလာတယ်မဲ့ဉာဏ်ဖိုဉာဏ်တွေကိုရလာတယ်အဲ့ဒါတွေရခြင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုရောက်မှာဖြစ်တယ်ဒါကြောင့်မို့ဝိဇ္ဇာဝိမု ക്തി လို့ဆိုတဲ့အမြင့်ဆုံးဖြစ်တဲ့အဆင့်ထိအောင်သဗ္ဗမေတေနလပတိအခုလိုယဉ်နှမြုပ်နှံမှုကုသိုလ်ကရစေနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာဒီတဲ့အဆင့်မြင့်တာတွေရှိသေးတယ်ယဟန္တာဖြစ်တာတောင်မှပဲယဟန္တာချင်းမတူသေးဘူးအရတ္တမေရတ္တဖို့ကြတော့တူတယ်သို့တော့ဆောင်းဝဲအောင်တာလို့ပေါ့တချို့ကဂုံတူးနဲ့အောင်တယ်တချို့ကရိုးရိုးအောင်တယ်ပေါ့
ဂုံလူတွေလိုချင်သေးတယ်ဆိုလို့ရှိရင်လေဟောဒီကုသိုလ်ကပေးသေးတယ်တဲ့ပဋိတံပိတာဝိမောက္ခာစယာစတာဝကပါရမီပစ္စေကဘောဓိဗုဒ္ဓဘူမိသဗ္ဗမေတ္တေနလဗ္ဗတိပဋိတံပိတာဉာဏ်ကြီးကိုလည်းရချင်လို့ရှိရင်အခုပြောတဲ့ကုသိုလ်ကောင်းမှုတွေကပေးစွမ်းနိုင်တယ်ဝိမောက္ခလို့ဆိုတဲ့ကိလေသာတွေကလွတ်မြောက်စေတတ်တဲ့မတရားဖို့တရားအဆင့်မျက်နှာတွေကိုရကျင်လို့ရှိရင်လည်းဒါကပေးနိုင်တယ်ဒါရင်မကဘူးဖရာတဆူရဲ့လက်ထက်မှာအခတာဝကတို့မဟာတာဝကတို့ဆိုတဲ့အဆင့်တန်းမြင့်တဲ့တပိတာဝကအဖြစ်နဲ့ကျွတ်တန်းဝင်နေတယ်ဆိုလို့ရှိရင်လည်းပဲရှင်သာရိပုတ္တရာတို့လို့ရှင်မမောက္ကလန်တို့လို့ရှင်မဟာကတ္တဗရှင်အနန္ဒာတို့လို့ဖြစ်ချင်တယ်လို့ဆိုလို့ရှိရင်အဲ့ဒီတာဝကတွေရနိုင်တဲ့ပါရမီကုသိုလ်ဓုကိုလည်းပဲဖြစ်အောင်ဖန်တီးပေးနိုင်တယ်တာဝကအဖြစ်နဲ့နိဗ္ဗာန်မစမ်းញင်ဘူးကိုယ်တိုင်သစ္စာလေးပါးတရားထိုးထွင်းသိတဲ့ပစ္စေကဗုဒ္ဓအနေနဲ့နိဗ္ဗာန်ယူခြင်းတယ်ဆိုရင်လည်းပဲဟောဒီကုသိုလ်ကပေးနိုင်တယ်နောက်ဆုံးကိုယ်တိုင်ဖျားဖြစ်ခြင်းတယ်ဆိုတောင်မှပဲဒီကုသိုလ်ကပေးတယ်တဗ္ဗမေတ္တေနလဗ္ဗတိဒါနဲ့ပဲရတယ်လို့ပြောတာဒီကုသိုလ်ရဲ့စွမ်းဆောင်မှုတွေကဘလောက်ကြီးမားတယ်ဆိုတာကိုမြတ်စွာဘုရားဟောတာပဲကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းအကုန်ဖြစ်တယ်နောက်ဆုံးမှဖျားထီအောင်ဖြစ်နိုင်တယ်လို့ပြောတာဒါကြောင့်မို့လို့ဏိခုံးချုပ်အနေနဲ့မြတ်စွာဘုရားကနိဋ္ဌိကန္တတုတ်မှာဘလို့ဏိခုံးထားတော့ဆိုဧဝံမဟတ္ထိကာဧတာယတိတံပုံညတံပရာတတ္တမဓီရာပတံတန္တိပန္တိတာကတပုံညတံမြတ်စွာဘုရားကအခုလိုကုသိုလ်ကောင်းမှုတွေနဲ့ပြည့်စုံအောင်လုပ်တာတကယ်ကိုကြီးမားတဲ့အကျိုးရှိတယ်တဲ့ဒါကြောင့်မို့လို့ပညာရှိသူတဲ့ကောင်းတွေဟာကုသိုလ်ကောင်းမှုကိုအမတန်မှအလေးထားပြီးတော့ချီးမွမ်းကြတယ်တဲ့ဒါကိုတကယ်တန်ဖိုးထားတယ်ဘာဖြစ်လို့တန်ဖိုးထားတော့သိလို့တန်ဖိုးထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့တကယ်ယဉ်ဤမြုံနှံမှုဟာဒီကနေ့မွေးနေ့မင်္ဂလာသိက္ခာပရပူဇာအမတ်တရမွေးနေ့မတ်တရသိက္ခာပရပူဇာမင်္ဂလာစီဘူးအားထုတ်တဲ့နေရာမှာကုသိုလ်ရကြတာတွေကအတိအသီးကိုယ်တိုင်ယဉ်ဤမြုံနှံကြတာတွေကြီးပဲအကုန်လုံးကိုယ်အတိုင်းတာရယဉ်ဤမြုံနှံကြတာအလုံးဒီထဲမှာကုသိုလ်ရကြတယ်ဝေယဝိဆဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေကုသိုလ်ရတယ်တန်ရှင်းလုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲကိုယ်ဒါယဉ်ဤမြုံနှံမှုတွေပဲပန်းစင်တဲ့ပုဂ္ဂိုလ်တွေလည်းယဉ်ဤမြုံနှံမှုတွေပဲတိမ်စင်းလောင်းတဲ့ပုဂ္ဂိုလ်တွေလည်းယဉ်ဤမြုံနှံမှုတွေပဲအလုံးကိုယ်အတိုင်းတာနဲ့ကိုကုသိုလ်ကောင်းမှုလုပ်ကြတာအလုံးဟာယဉ်ဤမြုံနှံမှုကိုပိုင်တဲ့ယဉ်ဤမြုံနှံမှုတွေကိုအသီးသီးလှုပ်ဆောင်ကြတာဖြစ်တယ်အလုံးကုသိုလ်ရတဲ့ပွဲပဲတာမန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကနေ့မွေးနေ့ဆိုပြီးတော့မွေးနေ့အမှတ်တရလုပ်တဲ့ပုဂ္ဂိုလ်ပဲရတယ်လို့တော့မဟုတ်မွေးနေ့အမှတ်တရလှူတဲ့တန်းတဲ့ပုဂ္ဂိုလ်သာရတယ်လို့ဒီလိုထင်ရတယ်တကယ်ကတော့မဟုတ်ဘူးကိုလုပ်တဲ့ကုသိုလ်တွေဟာဘာပဲလုပ်သမျှကုသိုလ်တွေဟာကိုယ်နဲ့သာဆိုင်ပြီးကိုရကြတာဒီကနေ့အားလုံးရတဲ့နေ့ပဲအားလုံးဟာကုသိုလ်တွေမိမိတို့ရဲ့ယင်တဲ့နှလုံးထဲမှာယဉ်ဤမြုပ်နှံလို့အားလုံးအကျိုးမြတ်တွေရတယ်လို့ဒီလိုမှတ်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့နိတိကန္တသုတ်ဒေသနာတော်လာတဲ့အတိုင်းဧဝံမဟတ္ထိကာဧတာယတိတံပုံညတံပရာတတ္တမဓီရာပတံတန္တိပန္တိတာကတပုံညတာယတိတံပုံညတံပရာအကျင့်ကုသိုလ်ကောင်းမှုနှင့်ပြည့်စုံခြင်းသည်အဋ္ဌိစင်စစ်မသွေရှိပါပေတော့၏ဧတာပုံညတံပရာဤကုသိုလ်ကောင်းမှုနှင့်ပြည့်စုံခြင်းသည်ဧဝံမဟတ္ထိကာဤမြတ်လောက်အကျိုးကျေးဇူးတွေများလာပါပေတော့၏တတ္တမထို့ကြောင့်ဒီရာပညာဖြင့်မိမိရဲ့ကောင်းကျိုးချမ်းသာကိုရယူတတ်ကြကုန်သောပန္နိတာပညာရှိတဲ့အမျိုးကောင်းသားမျိုးကောင်းသမီးတို့သည်ကတ္တပုံညာတံပြုအပ်ပြီးသောကောင်းမှုရှိသူရဲ့ဖြစ်ကြောင်းကုသိုလ်ကောင်းမှုမှန်သမျှကိုပတံတန္တိချီးမွမ်းကြပါပေကုန်သည်ဟု၍ဘဂဝါရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း